Manchester United ကနေထွက်ခွာပြီးနောက် Christian Eriksen ဘာကြောင့် Richarlison ရဲ့ရည်မှန်းချက်ကြီးတဲ့အပြောင်းအရွှေ့ကိုငြင်းပယ်ခဲ့တာလဲ။နွေရာသီမှာသူ့ကိုခေါ်ယူဖို့ကမ်းလှမ်းခဲ့တဲ့ Christian Eriksen ရဲ့အစောပိုင်းကမ်းလှမ်းချက်တွေကိုဘာကြောင့်ငြင်းပယ်ခဲ့တယ်ဆိုတာကို Wrexham အသင်းကဖွင့်ဟခဲ့ပါတယ်။ ချန်ပီယံရှစ်ကလပ်အသင်းဟာဒိန်းမတ်ကွင်းလယ်ကစားသမားကိုခေါ်ယူဖို့ရည်မှန်းချက်ကြီးကြီးနဲ့ကြိုးပမ်းခဲ့ပါတယ်။သူဟာ Manchester United အသင်းကနေအလွတ်အေးဂျင့်အဖြစ်ပြီးခဲ့တဲ့ရာသီကုန်မှာထွက်ခွာခဲ့ပြီးနောက်မှာပစ်မှတ်ထားခဲ့ပါတယ်။ ဟောလိဝုဒ်ပိုင်ရှင်များဖြစ်သည့် Roman နှင့် Ryan တို့၏လက်အောက်တွင်အမျိုးသားလိဂ်မှချန်ပီယံရှစ်သို့အင်္ဂလိပ်ဘောလုံးအဆင့်တွင် Wrexham တိုးတက်မှုကိုအလွန်ရေပန်းစားသော Welcome to Wrexham Series တွင်မှတ်တမ်းတင်ထားသည် ဝေလအသင်းသည်အသက်33နှစ်အရွယ်ရှိကစားသမားအား1910ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်အင်္ဂလိပ်ဘောလုံး၏ဒုတိယတန်းသို့ပြန်လာရာတွင်ကူညီပေးရန်စံပြကစားသမားတစ်ဦးအဖြစ်မြင်တွေ့ခဲ့သည်။သို့သော်လည်းယူရို2020တွင်နှလုံးရပ်သွားခဲ့သည့်Eriksen သည်ကလပ်၏မှတ်တမ်းရုပ်ရှင်စီးရီးတွင်မပါဝင်လိုသောကြောင့်သင်းတို့၏ကမ်းလှမ်းမှုများကိုငြင်းပယ်ခဲ့သည်။ The Wrexham Podcast မှာပြောကြားရာမှာကလပ်ရဲ့အမှုဆောင်အရာရှိချုပ်မိုက်ကယ်ဝီလျံဆန်ကကျွန်တော်အေးဂျင့်မာတင်ဆတ်ခုကိုဆက်သွယ်ခဲ့ပါတယ်လို့ပြောကြားခဲ့ပါတယ်